ဒီနေ့ပေါ့နော်ရိုးရိုးထမိန်ပေါ့နော်တောက်ထဲနီကိုသင်ပေးပါလို့ပြောထားရှိရပေါ့နော်တဲတဲလေးကွန်မန့်ပြန်ရှာလို့မရတော့လို့ပေါ့နော်မရတော့လို့ဒီမှာဆိုလို့ရှိရင်ရိုးရိုးထမိန်ပေါ့နော်တောက်ထဲနီမှာဆိုလို့ရှိရင်ဒါကတောက်ထဲနီပေါ့နော်တောက်ထဲနီမှာဆိုရင်ထမိန်ခွင်းပေါ့နော်ခွင်းရှိရခွင်းကိုခလဲကနေချိုးလိုက်ပေါ့နော်ဒီဘက်အနာရှိမယ်ပေါ့နော်အဲ့ဒီအနာနှစ်ခုကနေခလဲကိုချိုးလိုက်ချိုးပြီးတော့မှ6လက်မချမ်းမယ်ပေါ့နော်ဒီအကွာဝေးဒီဘက်3လက်မဒီဘက်3လက်မ6လက်မချမ်းမယ်ပေါ့နော်ဝါရင်ဝါတယ်လို့ပေါ့နော်ချန်လို့ရတယ်ပိန်ရင်ပိန်တယ်လို့ပေါ့နော် short ချန်လို့ရတယ်ပေါ့နော်ပုံမှန်တော့6လက်မလေးချန်တယ်ပေါ့နော်ပြီးတော့ကျတော့ဒီမှာတောက်ထင်မယ်ပေါ့နော်တောက်ထည့်လို့ရှိရင်ဟိုဘက်တလက်မဒီဘက်တလက်မထားမယ်ဒီခလင်မတလက်မခွဲပေါ့နော်ချမ်းမယ်ဟိုဘက်တလက်မဒီဘက်တလက်မ9လက်မတောက်နှစ်ချောင်းထိုးပေးရမယ်เนาะဒီဘက်မှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်တတဲတို့ဟိုဂျိတ်ထမိန်ပတန်တောက်ဆွဲရနေသွားစီနေဆိုတော့ဒီအတွင်းတောက်နှစ်ခုကို9လက်မထားပြီးအပြင်တောက်နှစ်ခုကို6လက်မထားလို့လည်းရရပေါ့နော်ပြီးတော့ကျတော့နောက်တစ်ခါကျတော့ဒါပတ်လေတောက်ပေါ့နော်ပတ်လေတောက်ထည့်ပေးပါဆိုရသူတွေအတွက်ဆိုလို့ရှိရင်တော့ကျမတို့ဒါခွင်းပေါ့နော်ထမိန်ခွင်းဟိုဘက်အစွင်းဒီဘက်အစွင်းပေါ့နော်ဒီဘက်အစွင်းကနေစမယ်18လက်မပေါ့နော်18လက်မကျော်မယ်18လက်မပြီးတော့ဒီမှာ1လက်မဟိုဘက်1လက်မဒီဘက်1လက်မတောက်ထိုးမယ်ဒါ9လက်မတောက်ထိုးမယ်ပေါ့နော်18လက်မချမယ်အဲ့လို18လက်မစီချသွားမယ်ပေါ့နော်ဒီဘက်အစွင်းမှာ18လက်မမကျန်ဘူးဆိုလည်းရရဲပေါ့နော်လို့လေထိုးပေးလို့ရပါတယ်ရှင်ဒီကတော့ခုနကတက်တဲ့ဗီဒီယိုတစ်ပုဒ်မှာပြထားရှိရပေါ့နော်ဒီထောက်ထိုးနေရတော့ဒါဆိုလို့ရှိရင်ဒီတာမန်ခန္ဓာကိုယ်အတွက်ဒါကတော့ဘိုက်ချက်ပြီးတော့တင်ကားတဲ့သူတွေအတွက်ဒါကကြတော့ဘိုက်ပူပြီးတော့မှတင်ရှူးတဲ့သူတွေတင်ပြတဲ့သူတွေအတွက်ပေါ့နော်ဒါမျိုးတောက်ထိုးနည်းလေးပြထားတာပါရှင်ရိုးရိုးထမိန်မှာလည်းဒါမျိုးသုံးလို့ရတယ်ကျိတ်ထမိန်မှာလည်းသုံးလို့ရတယ်ပတ်ထမိန်မှာလည်းသုံးလို့ရတယ်ပေါ့နော်ဒါကခန္ဓာကိုယ်အချိုးအစားအလိုက်တောက်တဲ့အနေလေးပြောပြထားတာပါရှင်ကျေးဇူးတင်ပါတယ်